လက်ကားဝယ်ယူအားပေးသွားတယ်ရှစ်သိန်းထောင်မိုးလေးနဲ့မိတ်ဆက်မပေးခင်ပေါ့နော်ဒီ online ဈေးတယ်တွေရဲ့ဘဝပေါ့နော်စိတ်ညစ်ရဆုံးအချိန်နှစ်ချိန်ရှိတယ်အဲ့ဒါပဲအချိန်ကြီးလဲဆိုတော့ပေါ့နော်ဒီကိုဈေးအရန်ရောင်းကောင်းတဲ့အချိန်ဈေးအရန်ရောင်းကောင်းတဲ့အချိန်နဲ့ဟဲ့ဈေးရောင်းကောင်းတဲ့ပျော်ရမှာပေါ့ဘာလို့စိတ်ညစ်တောင်ဆိုတော့သူတို့လိုချင်တဲ့ပစ္စည်းတွေကိုသူတို့လိုတလောက်မပေးနိုင်တဲ့ချိန်ကြတယ်အရန်စိတ်ညစ်ရတယ်ပေါ့နော်ခွဲချမ်းစိတ်ပြရတဲ့ခါကျရင်မလောက်တဲ့ခါကျရင်စိတ်ညစ်ရတယ်လို့ပေါ့နော်လုံးဝမှာဈေးရောင်းတာပါသွားတဲ့အချိန်လည်းအရန်စိတ်ညစ်ရတယ်ပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ပေါ့လက်ကားဝယ်ယူအားပေးသွားတယ်ညီမလေးဆိုလို့ရှိရင်ပေါ့နော်နနီးစီကဘာတွေဝယ်ယူအားပေးသွားရလဲဆိုရိုးရီးယားပထမဆုံးကတော့ပေါ့နော်ခုနှစ်ချက်သားအဟန့်ရှိတဲ့ရိုးရီးယားကျိုး24လက်မှာအကောင်းဆုံးဝယ်လို့ရတယ်ခုနှစ်ချက်သားအဟန့်ရှိတဲ့ရိုးရီးယားကျိုးပေါ့နော်ဒီရိုးရီးယားကျိုးတွေကလေမျိုးပစ္စည်းအရန်ရှားတယ်ဝင်လာဖို့အရန်ခဲရင်းတယ်အဲကြောင့်ဒီပစ္စည်းကိုလူတိုင်းမရောင်းနိုင်ပါဘူးလူတိုင်းဒီမှာဒီရိုးရီးယားကျိုးစစ်မရှိဘူးချစ်ဆုံးလို့ရိုးရီးယားကျိုးနဲ့ပေါ့နော်အိန္ဒိယကျိုးတရုတ်ကျိုးရှိတော်ညာလဲပေါ့နော်သူတို့တွေကပေါ့နော်တရုတ်နဲ့ရိုးရီးယားတွေကနေခက်စင်တူရိုးမှာဒါပေမဲ့လို့ရိုးရီးယားကျိုးကအရန်သိတာပါတယ်ဒီလိုမျိုးပေါ့နော်ပစ္စည်း quality ကလည်းအရန်မိုက်တယ်အသားအနာဆိုရွှေနဲ့100ခိုင်နှုန်းတူပြီးတဲ့ခါကျပေါ့နော်ဈေးနှုန်းကလည်းပေါ့တရုတ်ထက်ဈေးပိုတယ်ပေါ့နော်ဈေးများတယ်ပစ္စည်း quality ကလည်းအရန်လာပါတယ်သူကတန်ကြိုးဖားတယ်ဆိုလုံးဝမှာ၄မျက်နှာကြိုးတန်ကြိုးဖားတယ်လုံးဝဒါခုနှစ်ချက်သားအဟန့်ရှိတယ်ပေါ့နော်ဒါဒီလိုမျိုးချိုးရဆိုလို့ရှင်ပေါ့နော်သူတို့အကုန်း20အကုန်း30လို့ရှင်လည်းမျိုးမပေးနိုင်ပါဘူးမျှပေးကြပြီဒါပေါ့နော်9ကုန်းဒါလေးဆိုလို့ရှင်လည်းပေါ့နော်ခုနှစ်ချက်သားအဟန့်ရှိ24လက်မှာခေါင်းစုပို့လို့ရတယ်တန်ကြိုးဖားတယ်နောက်ထပ်ကကျတော့ပေါ့နော်ရေချွေးစပြလို့ရှင်ထီလို့ရတယ်တန်ကြိုးဖားတယ်တန်ကြိုးပေါ့နော်ဒါကတန်ကြိုးဖားတယ်မဟုတ်ရေချွေးစပြလို့ရှင်ထီလို့ရတယ်တန်ကြိုးပေါ့နော်ဒီမှာအသေးလော့ကက်ကလေးနဲ့ပါတယ်ဒါလေးဆိုလို့ရှင်ပေါ့ကာလာလေးကပေါ့နော်တကယ်ဟိုမှာရွှေစိန်ရိုးရရွှေစိန်ဒီပါအယောင်လာတယ်ဒီကျိုးဆိုလို့ရှင်လည်းပေါ့နော်ဒီလိုတလားမပေးနိုင်ဘူးအဲကြောင့်မို့သူကဒီဟာလေးက9ကုန်းပါတော့ညာလဲပေါ့နော်ဒီဒါလေးကပေါ့နော်4ကုန်းပေါ့နော်ဒါလေးက4ကုန်းထည့်ပေးပြီးတဲ့အခါကျလို့ရှင်ပေါ့နော်ဈေးကအတူတူပဲဒါလေးကပေါ့နော်မြန်မာငွေကျတဲ့ပေါ့နော်လက်ကားဈေးဆို1000ကျော်နဲ့ပဲရောင်းချပေးတော့ဒီလိုဘောလုံးကျိုးလေးကတကုန်းနဲ့စုပေါင်း9ကုန်းထည့်ပေးလိုက်တာဖြစ်ပြောနော်နောက်ထပ်ကပါလဲဆိုတဲ့အခါကျတော့ပေါ့နော်သူများတွေရောင်းချတဲ့တကွင်းကိုမြန်မာငွေကျ2000ကျော်တောင်ရောင်းချတဲ့ပေါ့နော်နန်းနေလက်ကပေါ့နော်ဒီကမြန်မာငွေကျပေါ့နော်ဒီမှာ10ခွင်းဆိုရင်3သိန်း2000ခွင်း20ဆိုရင်ဒီမှာ2သိန်း4000ပေါ့နော်ဒါခွင်း20စစ်ဆုံးလို့ဒီမှာဒီရဲ့ပေါ့တော့ဒီလက်ကောက်တွေဆိုလို့ရှိရင်နွေနေ့ပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့ရောင်းချပေးတာရိုးရီးယားရွှေစိစစ်ကိုမှပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့ရောင်းချပေးတာပါဒါလေးဆိုရင်ပေါ့တော့ဈေးဖြတ်ချင်လုံးဝမဟုတ်ပါဘူးနွေနေ့နဲ့လက်တွဲလာတဲ့သူတွေကိုပေါ့တော့နွေနေ့ကပေါ့တော့အမျက်မြရသည်ချင်းနဲ့စေတနာနဲ့ပေါ့နော်နွေနေ့ကဈေးကိုအသက်တာတော့နဲ့ပေါ့တော့ရောင်းချပေးတာဒါဆိုလို့ရှိရင်တခွင်းချင်းဆိုရင်13500ရောင်းပြီးတော့အခွင်း20ပြီးတဲ့ခါမှာတခွင်းကို12000နဲ့ရောင်းချပြလိုက်တာခွင်း20ပါမယ်နောက်ထပ်ကတော့ပေါ့နော်ဒီပစ္စည်းကတော့ဘလူးဒီမှာသွားမရှိရနဲ့နွေနေ့ဒီမှာပဲရှိတဲ့လက်ကောက်ပေါ့နော်အလွဲလက်ကောက်အခောက်ပြားလက်ကောက်တကွင်းကို9ချက်သားအဟန့်ရှိတဲ့အထူလက်ကောက်ပါသွားမရှာပါနဲ့ဘလို့စီပါမရှိပါဘူးနည်းစီပါပဲရနိုင်တဲ့လက်ကောက်ပေါ့နော်ဒါလေးက9ခွင်းပါပါတယ်နောက်ထပ်ကတော့ပေါ့နော်အလွဲလက်ကောက်အသေးပေါ့နော်အဲ့ဒါကတော့ပေါ့နော်လူတိုင်းနည်းစီမှာရှိတယ်ဒီမျိုးအပားကတော့ပေါ့နော်လူတိုင်းနီးပါးပဲရှိပါမယ်ဒါလေးဆိုလေပေါ့9ခွင်းနောက်ဘက်ကပေါ့နော်စိတ်ပါတဲ့လက်ကောက်ကလေးက9ခွင်းနဲ့ပေါ့နော်စုစုပေါင်းအကုန်လုံးမြန်မာငွေ8သိန်းစွန်းနဲ့ရောင်းချပေးလိုက်တာဖြစ်တဲ့ကျန်တဲ့ချစ်စုံလေးလည်းအခုလိုမျိုးပဲပေါ့နော်ရွှေအစားတို့လက်ဝဲရတနာလေးကိုရောင်းချတင်နေဆိုရင်တော့ Viber 3992560636မှာလက်လီလက်ကဝယ်ယူအားပေးလို့ရပါတယ်